မင်္ဂလာပါဂျပကနေပြန်လည်ကြိုးဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့တစ်ခုခုဖြစ်ခဲ့ရင်ပေါ့ဗျာအဲ့ဒီတဲကမှအဆိုးဆုံးနာကျင်မှုတွေအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်ပထမဆုံးနာကျင်မှုကိုတော့ဒုစစ်တဲကအရွတ်ပြတ်သွားတဲ့နာကျင်မှုအကြောင်းကိုပြောခြင်းနဲ့ဗျာဒုစစ်တဲကအရွတ်ကိုတော့ Asia Christ Shake Ligament လို့ခေါ်ရဗျာအဲ့ဒါကိုအတူကောက် ACL လို့ပဲသုံးနှုန်းပြီးပြောခြင်းပါတယ်ဒီဒုအရွတ်ထိခိုက်ဒဏ်ရာရတာမျိုးဟာ professional အားကစားသမားတွေအတွက်တကယ်အိမ်မက်ဆိုတစ်ခုဖြစ်ပါတယ်ဒါဟာအားကစားသမားတော်များများမှာအတွေ့အများဆုံးဖြစ်တယ်ဗျအချို့ဆိုကဘာကျော်အားကစားသမားဖြစ်မဲ့အိမ်မက်တွေပါပြတ်သွားလောက်တဲ့အထီကိုဆူဆူရွာရွာဖြစ်ခဲ့တာတွေပါရှိပါတယ် Tom Brady, Chip Jones, Teddy Bridgewater, Tiger Woods စတဲ့နာမည်ကြီးသူအတော်များများဟာဒုအရွတ်ပြတ်တဲ့ဒဏ်ကိုခံစားခဲ့ဘူးတယ်ဗျဒါတွေဟာကျွန်တော်တို့အနေနဲ့အရှိန်ပြင်းပြင်းနဲ့ပြေးနေရင်းနဲ့ပေါ့ဗျာချက်ချင်းလမ်းကြောင်းကိုပြောင်းလိုက်တဲ့အခါဖြစ်သွားလိမ့်ရှိပါတယ်ဒီလိုမျိုး Asia Cruciate Ligament လို့ခေါ်တဲ့အရွတ်ဟာကိုယ်ပေါင်ရိုးနဲ့ခြေသလုံးရိုးကိုဆက်သွယ်ပေးထားပါတယ်ဒါဟာခြေထောက်လှုပ်ရှားမှု90%လောက်ကိုထိန်းပေးထားတယ်ပေါ့ဗျာရွှေနီကိုတို့အနေနဲ့ချက်ချင်းပြေးနေရကနေလမ်းကြောင်းချက်ချင်းပြောင်းလိုက်တဲ့အခါမှာပေါ့ဗျာဒီလိုမျိုးပြောင်းလဲလိုက်တဲ့ဒဏ်ကြောင့်ကိုယ့်ရဲ့အရွတ်ပြဲသွားခဲ့ပြီးရင်ကြောင့်မလို့ professional အားကစားသမားအချို့ကိုရာသီအစပွဲစဉ်အတော်များများမှာလက်လွတ်ခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့တာပါကန်ဆိုးတဲ့သူကတော့အားကစားရာသီတစ်နှစ်လုံးလွတ်သွားတဲ့အပြင်ကိုမှနောက်တရာသီရဲ့အစာပိုင်းပွဲတွေဝင်မပါနိုင်တဲ့အထိအခြေအနေဆိုးပါမယ်တကယ်လို့အရွတ်ပြေးသွားတာမျိုးဟာအရန်ကြီးကိုစိုးလွန်းနေပြီးဆိုရင်ပေါ့ဗျာအရွတ်တစ်ခုလုံးကိုခွဲစိတ်ပြီးအစာထိုးရတာမျိုးတွေပါလှုပ်ရှားတတ်ပါတယ်ဒီခွဲစိတ်မှုကဒီလိုဗျာကိုယ့်ရဲ့ကြံဒူးတစ်ဖက်ကအရွတ်တစ်ခုကိုဖျက်ထုတ်မယ်အဲ့ဒါနဲ့ပြန်လဲအစာထိုးပေးသွားမှာပဲဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းအလူရှင်တယောက်စီကနေယူလို့လေရတယ်ဗျရွှေညီကိုတို့အနေနဲ့အားကစားသမားတွေမဟုတ်တဲ့အတွက်အခုလိုမျိုးဒူးအရွတ်ပြဲတဲ့ပြဿနာကိုမကြုံနိုင်ဘူးလို့ထင်နိုင်ပါတယ်တကယ်တော့အဲ့လိုလည်းမဟုတ်ဘူးဗျဒီလိုမျိုးဒူးအရွတ်ပြဲတဲ့ထိခိုက်ဒဏ်ရာရမှုတွေဟာဆိုရင်ခုံပေါက်တာမျိုးအောက်ကိုခုံစင်းရမှာလမ်းကြောင်းလွဲသွားတာမျိုးလေးကျင့်ကန်လှုပ်ရှားမှာပုံစံမမှန်တာမျိုးလိတ်ကြရင်နဲ့ကိုယ့်ရဲ့ခြေထောက်တွေအနေနဲ့ခြေတပုတ်တိုင်လဲတယ်လို့မျိုးလဲထွက်သွားတာမျိုးအဲ့လိုအခြေအနေတွေမှာဒူးအရွတ်စုပ်ပြဲတာမျိုးတွေဖြစ်သွားစေနိုင်ပါတယ်အဲ့ဒီတော့ဗျာခြေထောက်တွေဟာခန္ဓာကိုယ်တစ်ခုလုံးရဲ့ဝိတ်ကိုထမ်းထားရတဲ့အတွက်ကြောင့်ဒီလိုမျိုးပြင်းထန်ထန်ခံရတယ်လို့ယူဆနိုင်ပါတယ်နောက်ထပ်ထိခိုက်ဒဏ်ရာရမှုတစ်ခုကတော့တောင်စစ်မှာပဲဖြစ်တယ်ဗျအဲ့ဒါကိုတော့ Ulnar Collateral Ligament လို့ခေါ်ပါတယ်Ulnar Collateral Ligament လို့ခေါ်တဲ့တောင်စစ်ကအရွတ်ဖြဲသွားတာမျိုးဟာကိုယ်အနေနဲ့အတော်ကိုနာကျင်မှသိကြပါတယ်ဒီလိုနာကျင်ရတဲ့အပြင်ကိုမှနလန်ပြန်ထူဖို့အတွက်ကိုပါအတော်ကိုအချိန်ယူရတယ်ဗျခေါင်းပေါ်ကနေလက်ကိုမြောက်ပြီးစောရတဲ့အားကစားတွေဖြစ်တဲ့ baseball တံပြားပြေလှန်တံပြေစတဲ့လုပ်ငန်းတွေမှာပေါ့ဗျာဒီအရွတ်တွေပေါ်ထိခိုက်ဒဏ်ရာရှားနိုင်ခြေအလွန်များပါတယ်ကိုယ့်အနေနဲ့လက်မောင်းနဲ့တထောင်စစ်ရဲ့လှုပ်ရှားမှုတည်ငြိမ်ဖို့အတွက်အဓိကထိန်းချုပ်တဲ့အရွတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအရွတ်ပြေးသွားတာဟာတကယ်နာကျင်ရတဲ့အပြင်ကိုမှအားကစားလုပ်ငန်းတွေအားကစားနဲ့မဆိုင်တဲ့ပုံမှန်အိမ်တွင်းအလုပ်တွေမလုပ်နိုင်တော့တဲ့အထီကိုအခြေအနေဆွဆွရွာဖြစ်သွားစေနိုင်ပါတယ်သူဟာဒူးအရွတ်ထိတယ်လို့ပဲကံမကောင်းရှင်ပေါ့ဗျာပထမဆုံးထိခိုက်ဒဏ်ရာရတဲ့အချိန်မှာဖောက်ခနဲ့အတန်ကိုကြားလိုက်ရပါမယ်အဲ့ဒီမှာစုပ်ပြေးသွားတာကအတော်လေးသေးမယ်ဆိုရင်ပေါ့ဗျာကိုယ့်ရဲ့တောင်စစ်ထဲကနေစတင်ပြီးပြင်းထန်တဲ့နာကျင်မှုကိုခံစားရတော့မှာပဲဖြစ်ပါတယ်အဲ့ဒီနောက်တောင်စစ်ကနေအောက်ပိုင်းတွေအထိလှုပ်ရှားမှုတွေဟာတော်ကိုခက်ခဲလာပါမယ်ကိုယ့်ရဲ့အရွတ်တစ်ခုလုံးအထိပြဲသွားပြီဆိုရင်အဲ့ဒါကိုပြန်လည်အစားထိုးဖို့အတွက်ခွဲစိတ်မှုတွေလိုအပ်မှာဖြစ်ပြီးတကယ်လို့ခွဲစိတ်မှုအောင်မြင်ခဲ့ရင်ပြန်လည်ကောင်းမွန်ဖို့အတွက်အချိန်တစ်နှစ်ခွဲလောက်အထိကိုအနားယူရမှာပဲဖြစ်ပါတယ်ဘေးစဘောသမားတွေကိုအသေးအတန်အားပေးကြတဲ့ပရိသတ်တွေအနေနဲ့ဒီလိုထိခိုက်ဒဏ်ရာရမှုတွေကနေနာမည်ကျော်အားကစားသမားတွေကိုကစားကွင်းထဲကနေအနားယူသွားတာကိုမြင်ကျင်ကြမှာမဟုတ်တာပဲဗျ1980နှောင်းပိုင်းကာလတွေလောက်မှာခွဲစိတ်ကူးတာမှုနည်းစနစ်တွေတိုးတက်လာတဲ့အတွက်ပေါ့ဗျာလာတိုဒီရက်ကဘေးစဘောကစားသမားတိုနီဂျွန်ရဲ့ပြေးသွားတဲ့အရွတ်ကိုပြန်လည်ကူးတာပေးနိုင်ခဲ့တာကစပြီးဒီလိုထိခိုက်ဒဏ်ရာတွေကိုကူးတာလာနိုင်ခဲ့ပါတယ်နောက်ထပ်ပြောပြချင်တဲ့နာကျင်မှုတစ်ခုကတော့ခြေထောက်ရိုးကျိုးတာပဲဖြစ်တယ်ဗျခြေထောက်ရိုးကျိုးခဲ့ရင်ဒါဟာပြဿနာမဟုတ်ပါဘူးခြေထောက်ကနှချောင်းပဲရှိတာမဟုတ်လားဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကရိုးကျိုးတာကိုပြောချင်တာမဟုတ်ဘူးဗျခြေထောက်အရိုးတွေအကုန်လုံးကျိုးကြည်သွားတဲ့အထိဖြစ်တာကိုပြောပြချင်တာပါဒါဟာအရန်ကိုနာကျင်ရတဲ့အပြင်ဒီလိုမျိုးကျိုးဖို့အတွက်နီလန်ပေါင်းစုံလည်းရှိတယ်ပေါ့ဗျာအဲ့ဒါတွေကိုကျွန်တော်တို့ YouTube ရဲ့မအောင်မြင်ခဲ့တဲ့ပြကွက်စတန်ကွက်တွေမှာရှာကြည့်ရင်တွေ့နိုင်ပါတယ်တကယ်နဲ့ခြေထောက်ရိုးကိုတစားစီကြေမွသွားအောင်ကျိုးတာမျိုးဟာအရှိန်ပြင်းပြင်းနဲ့ကားတိုက်တဲ့အခါလေချောင်းလိုင်းမတော်တဆဖြစ်တဲ့အခါအမြင့်ပေအရန်မြင့်တဲ့နေရာကနေပြုတ်ကျတဲ့အခါမျိုးတွေဖြစ်မှာဒီလိုမျိုးတွေခံစားရမှာပဲဖြစ်ပါတယ်
49လောက်အထက်ကနေပြီးတော့မှဗြိတိန်ပေါက်မှန်စေရင်ပြုတ်ကျခဲ့တဲ့သူတယောက်ဟာဆိုရင်ခြေထောက်နှစ်ဖက်လုံးဆူဆူရွရွကျွေမွသွားခဲ့တဲ့အတွက်ဆရာဝန်တွေကဖျက်ပစ်ဖို့တောင်စဉ်းစားတဲ့အထိဖြစ်ခဲ့တယ်ဗျခြေထောက်ကဆူဆူရွရွကျိုးသွားပြီဆိုရင်ပေါ့ဗျပြန်ဆက်ခဲ့ရင်တော့မှခြေထောက်ဟာဆိုရင်ပုံပြက်ပန်းပြက်ဖြစ်နေနိုင်တဲ့အတွက်ထားလဲအပူပဲလို့အရင်ကယူဆခဲ့ကြတယ်ဗျအခုခေတ်သစ်ဆေးပညာတိုးတက်လာတဲ့အခါမှာတော့ကြေမွသွားတဲ့အယိုးတွေကိုပြန်ဆက်ဖို့နီလန်ကောင်းတွေပေါ်ပေါက်လာခဲ့ပါတယ်တိတ်ဆွလို့နဲ့အယိုးကျိုးတာတွေဆိုရင်တော့ချက်ချင်းကူးလို့မဖြစ်နိုင်ပါဘူးအခြားထိခိုက်ဒဏ်ရာတွေလည်းရှိတယ်ဆိုရင်ပေါ့ဗျာ external function ဆိုတဲ့နီလန်ကိုသုံးပါတယ်ဒါတွေကတော့ကိုယ့်ရဲ့အယိုးတွေကိုမူလီစုပ်ထည့်ထားလိုက်မယ်ပြင်ကနေအဲ့ဒီမူလီတွေကိုဒုံးနဲ့ညမ်းစစ်တလိုမျိုးဘေးကအကူထိမ့်ပေးလိုက်မယ်ပေါ့ဗျအဲ့လိုမဟုတ်ဘူးဆိုရင်တော့ကြေမွနေတဲ့အယိုးတွေကိုသူတို့ရှိတဲ့နေရာမှာရှိနေအောင်လို့တထုပြားတွေထည့်ပြီးတော့ထိန်းထားတာမျိုးကိုလည်းလုပ်လို့ရှိပါတယ်သူတို့ကအနာကျက်သွားမယ်အယိုးတွေအကုန်ပြန်ဆက်သွားမယ်ဆိုရင်ပေါ့ဗျာပြန်ထုတ်ချင်ထုတ်လို့ရပါတယ်အချို့ကတော့ဒါကိုစိတ်မချရတဲ့အတွက်တစ်လုံးသေးတဲ့အထီကိုပေါ့ဗျာဒီတထုပြားတွေထည့်ရတဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်ပြီးရင်အယိုးတွေတစားစီဖြစ်နေတာကိုပြန်ဆက်ဖို့အတွက်စကူလို့ခေါ်တဲ့မူလီတွေနဲ့ထိန်းရတဲ့နီလန်မျိုးလည်းရှိပါတယ်ဒီလိုမျိုးစကူတွေတထုပြားတွေနဲ့အယိုးကိုချိတ်ဆက်ထားပြီးတော့မှအယိုးအကုန်လုံးပြန်ဆက်သွားပြီးဆိုရင်ပေါ့ဗျာပြန်ထုတ်ချင်ထုံမထုတ်ချင်ဒီတိုင်းထားလိုက်လို့ရပါတယ်မူလီတွေကတော့ပုံစံအမျိုးမျိုးအရွယ်အစားအမျိုးမျိုးနဲ့လာတယ်ဗျသူတို့ကိုဂျန်နာရီနဲ့ပေါင်းဆက်ပြီးပဲဖြစ်ဖြစ်သူတို့ဘာသာသူတို့ပဲဖြစ်ဖြစ်အသုံးပြုနိုင်ပါတယ်ခြေထောက်ရိုးတွေဆူဆူရွရွကျိုးသွားပြီဆိုရင်ပေါ့ဗျာတခါတလေမှအယိုးရဲ့အတွင်းပိုင်းအခေါင်းပွားဖြစ်တဲ့ရိုးသွင်းချင်စီရှိတဲ့နေရာတဲကိုတန်တာမှမဟုတ်တထုချောင်းတွေကိုထည့်ပြီးတော့မှအယိုးကိုထောက်ခံပေးထားရတဲ့လုပ်ငန်းစဉ်မျိုးလည်းရှိပါတယ်အယိုးဟာခန္ဓာကိုယ်ဝိတ်ကိုထိမ့်ဖို့အတွက်တောက်တဲခိုင်မာမှုမရှိသေးဘူးပြန်မဆက်နိုင်သေးတဲ့အတွက်သူ့နေရာကိုတထုချောင်းတွေထည့်ပြီးခဏတာဝန်ယူခိုင်းလိုက်ပါတယ်ဖန်ခွက်ကွဲသလိုမျိုးတစားစီဖြစ်ကုန်နေဆိုရင်တော့ကျွန်တော်တို့ဟာပင်တွေဝါယာတွေနဲ့အယိုးကိုပြန်လဲချိတ်ဆက်ထားတာကိုလုပ်ပေးရတော့မှာပါဒါဟာကျွန်တော်တို့တုတ်ကြကွဲသွားတဲ့ကျွေးပကံပြားတစ်ချက်ကိုအကောင့်အတိုင်းပြန်ဖြစ်ဖို့အတွက်တစားစီလိုက်ဆက်တဲ့ပုံစံမျိုးလိုပဲဖြစ်ပါတယ်ကျိုးတဲ့ပုံစံအတော်ဆိုးရင်တော့အဲ့ဒီဝါယာကျိုးတွေကိုဆရာဝန်တွေအနေနဲ့ပြန်မထုတ်နိုင်တော့ပဲအဲ့ဒါတွေကိုတစ်လုံးသေးတဲ့အထိကိုချစ်တော့ထဲမှာထားရတာမျိုးထိရှိတတ်ပါတယ်နောက်ထပ်နာကျင်မှုတစ်ခုကတော့ကိုအတော်ကိုနာကျင်စေုံတင်မကဘူးဗျတစ်လုံးအောက်ပိုင်းသေးတဲ့အထိလည်းဖြစ်ကောင်းဖြစ်သွားစေနိုင်ပါတယ်အဲ့ဒါကတော့ခါယိုကျိုးတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်အနောက်မှာရှိတဲ့ကြောရိုးမကြီးဟာအကြီးဆုံးအယိုးအုပ်စုထဲမှာပါဝင်နေပါတယ်ဒီအယိုးတွေကျိုးပြီးဆိုရင်ပေါ့ဗျာရွှေညီကိုရဲ့အနေနဲ့အတော်ကိုနားမဲ့အပြင်ကိုမှနလန်ပြန်ထူဖို့အတွက်လည်းအချက်အတော်များများယူရပါတယ်ကြောရိုးမကြီးမှာရှိတဲ့ကြောရိုးအစစ်တွေဟာဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေအားလုံးရဲ့ပင်မထောက်တိုင်ကြီးတစ်ဖွဲ့ရှိနေခဲ့တာဗျအဲ့ဒါကြောင့်မလို့သူတို့ကြိုးပြီးဆိုရင်ပေါ့ဗျာတေလောက်အောင်ကိုနာပါတယ်အဲ့ဒီကြောရိုးအစစ်ကြိုးတာမျိုးဟာနီလန်ပေါင်းစုံနဲ့ရှိတယ်ဗျအယိုးတိတ်ပွားလွန်တဲ့သူအထူးသဖြင့်တွေးဆုံးပြီးသားအမျိုးသမီးတွေဆိုရင်တော့သူတို့ရဲ့အယိုးဟာကျွတ်ဆက်နေတဲ့အတွက်ကြောင့်မို့လို့နှာချေလိုက်တာနဲ့တင်ကျိုးသွားတာမျိုးကိုကျွန်တော်တို့တွေးခဲ့ဘူးပါတယ်ကြောရိုးပေါ်မှာရှိတဲ့ကင်ဆာအကျိတ်စားရတွေရှိနေခဲ့မယ်အဲ့ဒါကိုတတိမထားမိတဲ့အချိန်မှာပဲအဲ့ဒီကင်ဆာအကျိတ်တွေဟာအယိုးတစ်ခုလုံးကိုစားသွားမယ်အဲ့ဒီခါကျမှအယိုးကျိုးပြီးအဲ့ဒီနေရာမှာဖြစ်နေမှန်းသိမယ်တကယ်တမ်းတော့ခါယိုးကြောရိုးအများဆုံးကျိုးရတာဟာအကစားလုပ်တာပြုတ်ကျတာနဲ့မော်တော်ကားမတော်တဆဖြစ်မှုတွေမှာပဲဖြစ်တတ်ပါတယ်ဒီလိုခါယိုးကျိုးတာဟာဆေးပညာနဲ့ပတ်သက်လို့ပြဿနာအတော်များများရှိနေစေပဲဖြစ်တယ်ဗျအချို့ကတော့ကံကောင်းတဲ့အတွက်ခါနာတာလောက်ကိုပဲခံစားလိုက်ရပါတယ်အဲ့ဒီနောက်အဲ့ဒီတင်ရတွေအကုန်ပြန်ပြောက်သွားလိမ့်ရှိတယ်ဗျအချို့ကတော့တေးတဲ့အထိဘယ်တော့မှခါနာတာပျောက်လိမ့်မရှိတော့ဘူးဗျအဲ့လိုမဟုတ်ပဲသူ့ထပ်ပို့ပြီးကန်ဆိုးမယ်ဆိုရင်တော့အောက်ပိုင်းတေးတာမျိုးအထိခံစားသွားရနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီလိုဗျကြောရိုးစစ်ရဲ့နောက်မှာခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကိုဖြန့်ခွဲထွက်သွားတဲ့ကြောရိုးအာယုံကြောမကြီးရှိနေတာမို့လို့ပဲဖြစ်ပါတယ်ဒါတွေဖြစ်သွားလို့ရှိရင်ပေါ့ဗျာတစ်လုံးပျောက်ဖို့ဆိုတာလုံးဝကိုခဲရင်ပါတယ်ဒီလိုကြောရိုးစစ်တွေထိခိုက်တာကိုကူးသားဖို့အတွက်ခွဲစိတ်တာတွေရှိတယ်လို့ခွဲစိတ်မှုမပြုပဲအခြားနီလန်းတွေနဲ့လည်းကူးသားတာရှိပါတယ်ခွဲစိတ်မှုမပြုတဲ့ကူးသားမှုမှာတော့ဒီကြောရိုးစစ်ကိုသူ့အလိုလိုနေရင်ပြန်ပြီးအနာကျက်သွားအောင်အချိန်ပေးတာပဲဖြစ်တယ်ဗျဒီနီလန်းရဲ့မကောင်းတဲ့အချက်ကတော့အနာပြန်ကျက်တဲ့အထိလာပေါင်းများစွာပေါ့ဗျာကိုယ့်အနေနဲ့နာကျင်မှုကိုခံစားရမှာပဲဖြစ်ပါတယ်အကြိုက်ခဲပျောက်စေတွေကကောင်းတာမှန်ပြီမယ်လေဗျာဆရာဝန်တွေအနေနဲ့ကတော့ခါနာတာဟာတိတ်ဆိုးလွန်းတဲ့အတွက်သူ့ကိုတတ်တာအောင်ဘိန်းအနွယ်ဝင်ဆေးတွေကိုတိုက်ရပါတယ်အဲ့ဒါကိုဆွဲသွားတာမျိုးဖြစ်သွားနိုင်တယ်ဗျFetavoplasty လို့ခေါ်တဲ့နောက်တနည်းတော့ရှိပါတယ်ဒါဟာကျိုးနေတဲ့ကြောရိုးစစ်တွေကိုခွဲစိတ်လိုက်တဲ့နည်းနဲ့ပြန်လဲကုသပေးတာပဲဖြစ်တယ်ဗျအဲ့ဒီမှာသူကကြောရိုးစစ်တွေကိုအတချောင်းထိုးထည့်ပြီးခြိုက်ဝင်သွားတဲ့ကြောရိုးစစ်ထဲကိုအယိုးပြန်ဖြစ်စေမဲ့အသားတစ်ခုကိုထည့်ပေးလိုက်ပါတယ်စစ်ထည့်ပြီးမိနစ်ပိုင်းအတွင်းကွန်ကရစ်လောင်းလိုက်သလိုမျိုးအဲ့ဒီအရာလေးဟာချက်ချင်းမာကျော်ခတ်ထန်သွားပါမယ်အဲ့ဒီနီးထက်ပိုပြီးကောင်းတဲ့နီးကတော့ဘောလုံးတစ်ခုကိုအထဲထဲ
ထိုးထည့်ပြီးကြောရိုးစစ်တွေရဲ့တန်းကိုခံနိုင်အောင်လုပ်တဲ့နည်းပဲဖြစ်တယ်ဗျ။ဒါဟာကျိုးနေတဲ့ကြောရိုးအစစ်ကိုမူလနီးပါပြန်လဲဖြစ်အောင်လုပ်တဲ့နည်းပေါ့ဗျ။အဲ့ဒါတွေအပြင်နာသားရှစ်အဲ့ရတဲမှာလှဲနေတာမျိုးကိုလည်းတတ်တာစီတယ်ဗျ။ဒါပေမဲ့လည်းဗျအဲ့ဒီနီလန်းတွေကနေအဲ့ဒီနာကျင်မှုကိုလုံးဝပျောက်ကင်းစေမယ်လို့ဘယ်သူမှယာနှုံးပြီးအာမမခံနိုင်ပါဘူး။အဲ့ဒီတော့ကိုယ့်အနေနဲ့နာကျင်မှုကိုခံစားရတယ်ဆိုရင်ပေါ့ဗျဖြစ်ရှင်းဖို့အတွက်နီလန်းတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့အကိုက်ခဲပျောက်စေတောက်တဲ့နီလန်းပဲဖြစ်တယ်ဗျ။အခုပြောမဲ့ယောဂကတော့အကိုက်ခဲပျောက်စေတောင်မတိုးတော့ဘူးတဲ့ဗျ။ဟုတ်ပါတယ်။အုံနောက်ထိခိုက်ဒဏ်ရာရှာထားတဲ့ဖြစ်စဉ်တွေမှာပေါ့ဗျ။အင်္ဂလိပ်လိုတော့ traumatic brain injury လို့ခေါ်တယ်ဗျ။နှစ်စစ်အမေရိကန်1.4 တန်းလောက်ဟာဒီလိုမျိုး traumatic brain injury ကိုခံစားနေကြရပါတယ်။သူတို့ဟာလာပေါင်းများစွာကြာတဲ့တိုင်အောင်နာကျင်မှုတွေကိုခံစားကြရတယ်ဗျ။ချန်တဲ့နာကျင်မှုနဲ့မတူတာတခုကဒါဟာအယိုးကျိုးတယ်လို့မျိုးမဟုတ်ပါဘူး။အတော်ကိုနာတဲ့အပြင်ကိုမှနာကျင်မှုကလည်းဘယ်တော့မှပျောက်မသွားပဲကာလရှည်အောင်တောက်လျှောက်နာနေတာမျိုးဖြစ်တယ်ဗျ။ပိုဆိုးတာကသူ့ကိုကူးဖို့ရောတက်အောင်လှုပ်ဖို့ရောဟာဆိုရင်အတော်ကိုခက်ပါတယ်။ပုံမှန်နာကျင်မှုလောက်ကိုပေးတဲ့ဆေးတွေဟာဆိုရင်ဒီလိုမျိုး traumatic brain injury မှာထိရောက်မှုမျိုးမရှိပါဘူး။နောက်ပြီးဗျအခက်ခဲပျောက်ဆေးတွေဟာတိတ်မထိရောက်တဲ့အတွက်ဆေးအများကြီးတောက်ရပါတယ်။ရေရှည်မှာကြောက်ကက်တဲ့အသေးကိုထိခိုက်တာမျိုးတွေဖြစ်လာတယ်ဗျ။ဒီလိုမျိုး traumatic brain injury ခံစားနေရတဲ့သူတွေဟာနာကျင်မှုပုံစံအမျိုးမျိုးကိုခံစားကြရပါတယ်။ပထမဆုံးသူတို့ဟာခေါင်းကိုက်ပါတယ်။ဒါဟာ traumatic brain injury စဖြစ်ဖြစ်ချင်းမှာဖြစ်တဲ့လက္ခဏာပဲဖြစ်တယ်ဗျ။အချို့ကတော့လာပေါင်းများစွာကြာမှပေါ်လာလေးရှိပါတယ်။ဒါတွေဟာကိုယ့်အနေနဲ့နေမကောင်းဖြစ်တဲ့အခါမှာပေါ့ဗျာ။ခေါင်းကိုက်တဲ့ပုံစံမျိုးကနေအလွန်ဆိုးလွန်းတဲ့ခေါင်းတစ်ချမ်းကိုက်တဲ့ပုံစံမျိုးအထိအမျိုးမျိုးဖြစ်နိုင်ပါတယ်။အချို့ကတော့ခေါင်းထဲကိုတန်ချောင်းကြီးတစ်ချောင်းထိုးထည့်လိုက်တယ်လို့မျိုးခံစားရတယ်လို့တောင်တင်စားလေးရှိတယ်ဗျ။အုံနောက်ထဲမှာရှိတဲ့ဓာတုပျက်စီးတွေပြောင်းလဲမှုထိခိုက်ဒဏ်ရာရမှုစားတာတွေကဒီလိုမျိုးနာကျင်မှုကိုဖြစ်စေတယ်ပေါ့ဗျာဒီလိုနာကျင်မှုတွေဟာကိုယ့်အနေနဲ့အဆူးလို့ဓားရှလို့မီးလောင်လို့စားတဲ့နာကျင်မှုတွေနဲ့မတူဘူးဗျဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းထိခိုက်ဒဏ်ရာရတာနာကျင်တာမျိုးမရှိဘဲနဲ့အုံနောက်ကိုဘယ်နေရာကတော့ဖြစ်နာနေပါပြီဆိုပြီးကိုယ့်အာယုံကြောတွေကနေမှားယွင်းတဲ့အချက်ပြမှုတွေကိုပို့လိုက်တာမျိုးပေါ့ဗျာအဲ့ဒါကြောင့်မို့လို့လူတော်တော်များများဟာမီးလောင်နေရတယ်လို့မျိုးဓလိုက်နေတယ်လို့မျိုးချမ်းနေတယ်လို့မျိုးဖူးနေတယ်လို့မျိုးထုံချင်းကြိုက်ခဲတာမျိုးကိုပုံစံအမျိုးမျိုးနဲ့ခံစားလာကြရပါတယ်ဒီလိုနာကျင်မှုကိုဖြစ်စေတဲ့အကြောင်းရင်းလည်းမရှိတဲ့အတွက်ကြောင့်မို့လို့ဒါကိုရင်ဆိုင်ကူးတာဖို့ဆိုတာအတော်ကိုခက်ခဲပါတယ်ဒါတွေအပြင် traumatic brain injury ကကြွသားတွေအကုန်လုံးတောင်းတင်းနေစေတဲ့အတွက်ဒီလိုအခြေအနေမျိုးကိုလည်းဖြစ်စေနိုင်နေဗျဆိုလိုချင်တာကဒီလိုဗျကျွန်တော်တို့စိတ်ကဖြစ်စေခြင်းတဲ့အတိုင်းလက်တွေခြေထောက်တွေကစိတ်သွားတိုင်းကိုမပါတာမျိုးပေါ့ဗျပုံမှန်အနေနဲ့ traumatic brain injury ဟာသူကြီးပဲနာတာဖြစ်ပါစေအောင်တော့ဗျဒီလိုဖြစ်ရမျိုးဟာအတော်ကိုရှားပါတယ်အဲ့ဒီနေရာမှာကြွသားတွေအနေနဲ့ပုံမှန်လှုပ်ရှားလို့မရတာမျိုးကနေနာကျင်မှုတွေကိုပိုဆိုးလာစေခဲ့ပါတယ်ဥပမာအနေနဲ့ကြွသားတစ်ခုဟာအမြဲတမ်းတောက်တင်နေတာမျိုးဖြစ်ခဲ့လို့ရှိရင်ကြာလာတဲ့အခါမှာပေါ့ဗျာနာကျင်မှုတွေကိုခံစားလာရမှာပဲဖြစ်ပါတယ်အုံနောက်ဟာအတော်ကိုနူးညံ့ပြီးရှုပ်ထွေးလွန်းနေဗျအဲ့ဒါကြောင့်မို့လို့ traumatic brain injury တွေကိုကုသဖို့တက်တောက်အောင်လုပ်ဖို့အတွက်အတော်ကိုခက်ခဲရှားတာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့မှာတိကျသေးချာတဲ့အရင်းမြစ်မရှိလို့ပဲဖြစ်တယ်ပေါ့ဗျာကံကောင်းတာတစ်ခုကတော့လူအများစုအနေနဲ့အဲ့ဒီယောဂကိုအကြာကြီးမခံစားရပဲပျောက်ကင်းသွားလေရှိပေမဲ့လေဗျာကံမကောင်းတဲ့သူတွေကတော့သေတဲ့အထိအဲ့ဒီပြဿနာကိုရင်ဆိုင်သွားကြရပါတယ်အချို့ကတော့ကလေးမွေးတာကိုအနာကျင်ဆုံးဖြစ်တယ်လို့တင်စားကြတယ်ဗျာဒါပေမဲ့အခုဖော်ပြမယ့်နာကျင်မှုကတော့အမျိုးသားရောအမျိုးသမီးမှာပါသူတို့အနေနဲ့ကြုံဘူးသမျှအတဲမှာအဆိုးဆုံးနာကျင်မှုတစ်ခုလို့ဝန်ခံကြရတယ်ဗျအဲ့ဒါကတော့ကြောက်ကက်ကြောက်တဲ့တာပဲဖြစ်ပါတယ်ဒါဟာမတော်တဆထိခိုက်ဒဏ်ရာရတာမျိုးမဟုတ်ဘူးဗျဒါပေမဲ့ကြောက်ကက်ထဲမှာကြောက်တယ်ပြီဆိုရင်ကိုယ့်အနေနဲ့အဆိုးရွားဆုံးနာကျင်မှုကိုခံစားရတော့မှာပဲဖြစ်ပါတယ်အချို့ဆိုရင်ဒူးထောက်ပြီးငိုတဲ့အထစ်ကိုစိုးတယ်လို့ဆိုကြတယ်ဗျကိုယ့်ရဲ့ကြောက်ကက်တွေကကိုယ့်ရဲ့တွေးထဲမှာရှိတဲ့အစိတ်တောက်တွေကိုရှင်းဖို့တာဝန်ရှိပါတယ်အစားတောက်စားတာအဆင်မပြေရင်အဝါလွန်တာဖြစ်ခဲ့လို့ရှိရင်ဆေးတွေကိုကိုယ်တဘောနဲ့ကိုမတရားတောက်တာလုပ်လို့ရှိရင်ကိုယ့်ရဲ့ကြောက်ကက်ထဲမှာဒီလိုမျိုး drug တွေကစပြီးစူဝေးလာပါတယ်အဲ့ဒီနောက်ဒါတွေဟာကြောက်တုံးပုံစံဖြစ်သွားခဲ့တယ်ဗျပုံမှန်အနေနဲ့ကြောက်သေးလေးတွေဟာကြောက်တုံးအကြီးကြီးမဖြစ်ခင်မှာပဲစီလန်ကြောင်းတဲ့အတူပါသွားတတ်ပါတယ်ဒါပေမဲ့ကြောက်ကက်တွေကကြောက်တယ်ပြီးအပြင်ကိုမထွက်နိုင်တဲ့အခါမှာပေါ့ဗျဒါတွေဟာကိုယ့်ကိုကောင်းကြီးဒုက္ခပေးလိမ့်မယ်ဗျဒီလိုမျိုးကြောက်ကက်ကြောက်တွေကဘလောက်တောင်ကြီးလဲဆိုရင်ဗျအိန္ဒိယကလူတစ်ယောက်ဟာ9.17 လက်မစင်တီမီတာနဲ့ပြောရင်73စင်တီမီတာအထိကြီးတဲ့ကြောက်ကက်ကြောက်တစ်ခုကိုခွဲထုတ်ခံရဘူးတယ်လို့မှတ်တမ်းရှိတယ်ဗျအဲ့ဒီ site ကအကြီးဆုံး site တစ်ခုဖြစ်ခဲ့ပါတယ်ပုံမှန်အနေနဲ့ကြောက်ကက်ကြောက်အတော်များများဟာပဲစီလေးလောက်တာအရွယ်စားရှိပြီးအဲ့လောက်အထိတော့ကြီးလာနိုင်တယ်လို့တော့ယူဆလို့မရဘူးဗျ
ဒါပေမဲ့သူတို့ထွက်ပေါက်ဟာကိုယ့်အနေနဲ့အပေါ်သွားမယ်အင်ကအစိတ်အပိုင်းမှာပဲရှိနေပြီဒါကြောင့်မို့လို့အဲ့ဒီအပေါက်ကနေပဲထွက်ရမှာပဲဖြစ်တယ်ဗျကျွန်တော်တို့ရဲ့စီလန်းချောင်းကအတော်ကိုသေးတဲ့အပြင်ဒီလိုမျိုးကြောက်တုံးတွေဟာခြုံထက်နေပြီးစူးကျွန်းအဖြစ်ရှိနေတဲ့အတွက်ကြောက်ကကနေထွက်လာပြီးစီလန်းချောင်းထဲရောက်ပြီးဆိုရင်တော့အတော်ကိုနာကျင်မှုကိုခံစားရမှာပဲဖြစ်ပါတယ်ကိုယ့်အနေနဲ့ပထမဆုံးနောက်ကျောနာမယ်ခါနာရဲဆိုတဲ့လက္ခဏာကိုစတင်ခံစားရမှာပဲဖြစ်တယ်ဗျပြီးရင်တော့ကြောက်ကကိုယ့်ရဲ့စီလန်းချောင်းကနေတဆင်တောက်လျှောက်ထွက်လာပြီးနာကျင်မှုဟာအတော်ကြီးကိုဆူဆူရွာရွာခံစားရမှာပဲဖြစ်ပါတယ်ဆိုလိုချင်တာကဒီလိုဗျအတော်ကိုတေးလွန်းတဲ့အတွက်စီလန်းချောင်းထဲကိုပဲစီတစီထည့်ပြီးတော့မှလုံးဝသေးပေါက်ထုတ်လို့ရအောင်လုပ်ရတာမျိုးပေါ့ဗျပြီးတော့အဲ့ဒီပဲစီလောက်ရှိတဲ့ကြောက်ကက်လေးဟာအချွန်ထက်တွေနဲ့စူးကျွန်းတွေအများကြီးပါရှိတယ်ဗျအကောင်းဆုံးဆိုတဲ့ဘိန်းအနွယ်ဝင်အကြိုက်ခဲပျောက်ဆွေးတွေတောင်ဒီလိုမျိုးနာကျင်မှုကိုတက်တက်အောင်လုပ်ပေးလို့မရပါဘူးအဲ့ဒါကြောင့်မို့လို့ခလေးမွေးတဲ့လောက်နီးနီးနားတယ်လို့တင်စားကြတာပဲဖြစ်ပါတယ်ကံကောင်းတာတစ်ခုကအဲ့ဒီကြောက်တွေထွက်သွားပြီဆိုတာနဲ့နာကျင်မှုကလည်းပျောက်သွားပါမယ်ဒါကလည်းရွှေညီကိုတို့အနေနဲ့အလွန်ကံကောင်းမှပဲဖြစ်မှာပါအချို့ကတော့ကြောက်ကက်ကြောင်မထွက်မချင်းရတရက်ပတ်ပေါင်းများစွာလှိမ့်ပိတ်နာကျင်ပြီးအော်ဟေးရတဲ့အထီကိုအခြေအနေဆိုးကြတယ်ဗျဆရာဝန်ကကိုခွဲမပေးပဲရေပဲတော့စီးတဲ့ကြောက်ပါသွားလိုက်မယ်လို့ပြောရင်ကိုအနေနဲ့ဖျားသားဖို့အချိန်တန်ပါပြီဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးစီလန်းကြောင်းမှာကြောက်ပိတ်နေတဲ့အချိန်ကိုအနေနဲ့အပေါ်သွားဖို့ဟာအတော့ကိုခက်ခဲပါတယ်အပေါ်သွားရကနေထွက်လာတဲ့ချောရည်တွေကကိုယ့်ရဲ့ခန္ဓာကိုယ်ကနေထွက်နေတယ်လို့ထင်ရလောက်တဲ့အထိပူပြီးနာကျင်ပါတယ်ပြီးရင်ဒီလိုမျိုးပိတ်ဆို့မှုဟာစီးပုတ်မဲ့မထွက်စေတဲ့အတွက်အထဲမှာပဲစီးတွေအိုင်ထွန်းစေပြီးစီလန်းကြောင်ပိုးဝင်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ငကိုကလေးကနာနေပြီးဖြစ်တဲ့စီလန်းကြောင်ကြောက်တဲ့တာကိုထပ်ပြီးပိုးဝင်ပြီးဆိုရင်တော့နူရောင်ဝဲဆွဲဖြစ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့ရှင်ညီကိုတို့ဘဝမှာကြုံတွေ့ရနိုင်တဲ့အနာကျင်ရဆုံးနာကျင်မှု၅မျိုးအကြောင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတစုံတစ်ခုဖြစ်ဆွဲလို့ရှင်တော့ comment ကိုသာအရှောင်လှမ်းခဲ့လိုက်ပါခင်ဗျာကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ